ဒီတိုက်ခန်းကိုဒီဈေးနဲ့ရဖို့ရအတွက်ဆိုတာလုံးဝကိုမဖြစ်နိုင်ပါဘူး။ဒါကြောင့်ဒီ post လေးကိုစွန့်အောင်ကြည့်ရှုပေးပါလို့ပြောပြရစေ။အကျယ်က18ပေ54ပေဖြစ်တယ်လို့အလွှာကလည်းဒုတိယတိုက်ခန်းမှာပြင်ဆင်ထားမှုကတော့အခန်းတစ်ခန်းပါတယ်လို့ AC က3လုံးဗီဒီယိုက2လုံးဆိုဖာစက်တီကုန်းလည်းထားခဲ့ပေးမှာဖြစ်ပါတယ်။တိုက်သက်တန်းကလည်းနင်းတပတ်ရှိပြီး PCC ကြာပြီးသားဖြစ်ပါတယ်။စာရွက်စာတမ်းအကုန်လုံးစုံပြီးအရှုပ်ရှင်းလဲကင်းပါတယ်။ဒီတိုက်ခန်းရဲ့ရောင်းဈေးက3100ညှိနှိုင်းဈေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်။နေရာကတောင်ကလာပါမြို့နယ်10ရပ်ကွက်ဇေယျ9လမ်းမှာဖြစ်ပါတယ်။အလှည့်ကနောက်မြောက်လှည့်ပါ။တိုက်သက်တန်းကနည်းနည်းပဲရှိပါသေးတယ်။စာရွက်စာတမ်းလည်းစုံလင်ပါတယ်။ကိုပိုင်မီတာနဲ့ပါဒီတိုက်ခန်းဝယ်ယူမယ်ဆိုရင်39 9456 9333ကိုဆက်သွယ်ပြီးဝယ်ယူနိုင်ပါတယ်ဆိုတဲ့အကြောင်းပြောပြရစီပုံမှန်မြင်ရတဲ့အတိုင်းပဲဖျားစင်လည်းထားခဲ့မှာပါ AC ရ3လုံးမှာကျွန်တော်ရဲ့ post ကိုဆွမ်းအောင်ကြည့်ရှုပေးလို့ကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောပြရစီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ